ချင်းသစ်တွေကပုံမှန်အားဖြင့်15နှစ်ကနေ20ထိနေနိုင်တယ်။စင်တွေက60ကနေ80ထိနေနိုင်တယ်။ဒါဆိုရင်လက်ရှိထင်ရှားရှိနေတဲ့တိရစ္ဆာန်တွေထဲမှာဘယ်တိရစ္ဆာန်ကအသက်ကြီးဆုံးဖြစ်မလဲ။သက်ရှိထင်ရှားရှိနေတဲ့ကမ္ဘာအသက်ကြီးဆုံးတိရစ္ဆာန်သူ့နာမည်ကတော့ဂျွန်နသန်လို့ခေါ်ပြီးအေယာမလေးတစ်ကောင်ဖြစ်ပါတယ်။အခုတော့သူ့ကိုတောင်အတလန်အသမုဒ္ဒရာတွေကစိန့်ဟယ်လီနာကျွန်းမှာထားရှိထားပါတယ်။သူ့ကို1882ခုနှစ်စိန့်ဟယ်လီနာကျွန်းကိုခေါ်လာခဲ့တဲ့အချိန်မှာတော့မှသူ့ရဲ့အသက်ကရွေရောက်နေပြီဖြစ်ပါတယ်။အဲ့ဒီချိန်ကသူ့အသက်ကိုအနည်းဆုံး250လောက်ရှိပြီလို့ခန့်မှန်းထားတဲ့အတွက်ကြောင့်ဂျွန်နသန်ကို1832ခုနှစ်ဝန်းကျင်လောက်မှာမွေးခဲ့တယ်လို့ယူဆထားကြပါတယ်။1882ခုနှစ်နဲ့1886ခုနှစ်ကြားမှာဂျွန်နသန်ရဲ့ပုံကိုပြန်လည်ရှာဖွေတွေ့ရှိထားတာဖြစ်တဲ့အတွက်ကြောင့်အရွယ်ရောက်ပြီးဖြစ်နေတဲ့အကြောင်းကိုမြင်တွေ့နိုင်ပါတယ်။ဒါဆိုရင်2026ခုနှစ်မှာဂျွန်နသန်ရဲ့အသက်ကအနည်းဆုံး194နဲ့200နီးပါးရှိနေပြီလို့ခန့်မှန်းလို့ရပါတယ်။နောက်စရာကောင်းတာက2026ခုနှစ်ဧပြီ17ရက်နေ့မှာဂျွန်နသန်တည်ဆုံးသွားပြီဆိုတဲ့သတင်းထွက်ခဲ့ပါသေးတယ်။ဒီသတင်းဟာသတင်းအတုသာဖြစ်ပြီးတော့ဂျွန်နသန်ကတော့အသက်ရှင်လျက်ရှိနေပါသေးတယ်။သူကကျွန်တော်တို့လူသားတွေရဲ့မျိုးဆက်တွေများစွာကိုဖျက်ဆီးခဲ့ပြီးအခုချိန်ထိကမ္ဘာအသက်ကြီးဆုံးသက်ရှိထင်ရှားရှိနေတဲ့တိရစ္ဆာန်ဖြစ်ပါတယ်။ဒီဂျွန်နသန်ကတကယ်ပဲကမ္ဘာပေါ်မှာအသက်ကြီးဆုံးတိရစ္ဆာန်ဟုတ်ရဲ့လား။ဒီမေးခွန်းရဲ့အဖြေကိုဖြေရမယ်ဆိုရင်အရင်ဆုံးအသက်ကြီးဆုံးဆိုတဲ့အဓိပ္ပာယ်ကိုသတ်မှတ်ဖို့လိုပါမယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိအသက်ရှင်နေတဲ့တိရစ္ဆာန်တွေထဲမှာမြေပြင်ပေါ်မှာနေထိုင်တဲ့တိရစ္ဆာန်တွေနဲ့ပင်လယ်ထဲမှာနေထိုင်နေတဲ့တိရစ္ဆာန်တွေဆိုပြီးတော့ရှိကြပါတယ်။ဒီထဲမှာမှဂျွန်နသန်တို့လိုနာမည်ပေးပြီးတော့တင်းတင်းဆောက်ရောက်ထားတဲ့တကြီးဆုံးတိရစ္ဆာန်တွေရှိသလိုအကျဉ်းအဖြစ်မှတ်ယူလို့ရတဲ့တိရစ္ဆာန်တွေဆိုပြီးတော့လည်းရှိနေပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ Greenland Shark ဆိုတဲ့ငမန်းရဲ့တက်တန်းကအနည်းဆုံး392နှစ်လို့ပညာရှင်တွေကခန့်မှန်းထားတဲ့အကြောင်းဖြစ်ပါတယ်။ Greenland Sharkမြောက်အတ္တလန်တစ်ရဲ့အေးခဲပြီးတော့နတ်ရှိုင်းတဲ့ရေပြင်တွေမှာထူးဆန်းတဲ့ Greenland Shark ဆိုတဲ့ငမန်းတွေရှိပါတယ်။သူတို့ကကြီးထွားမှုအလွန်နှေးကွေးပြီးတော့တစ်နှစ်ကို1 cm လောက်ပဲကြီးထွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒီမှာအံ့ဩစရာကောင်းတာတစ်ခုကသူတို့ရဲ့အသက်150ဝန်းကျင်လောက်မှာမှလိမ်မိုင်းဆိုင်ရာရင်းချက်မှုတွေပေးနိုင်ပါတယ်။ Greenland Shark ရဲ့တကယ်အသက်ကဘယ်လောက်လဲ။2016ခုနှစ်လေးလာမှုတစ်ခုမှာတော့ Greenland Shark ရဲ့မျက်လုံး lens ထဲကတ िश ူးတွေကိုရေဒီယိုကာဗွန်နီးနဲ့တွက်ချက်ကြည့်လိုက်တဲ့အခါမှာအကြီးဆုံးငမန်းတစ်ကောင်ရဲ့အသက်ကို392နှစ်လို့ခန့်မှန်းထားကြပါတယ်။တိတိကျကျတိုင်းတာထားတဲ့အသက်မဟုတ်သေးပါဘူး။ဒါပေမဲ့သိကြရတော့သူ့ရဲ့အသက်ကိုအနည်းဆုံး282နှစ်လို့ပညာရှင်တွေကခန့်မှန်းထားခဲ့ပါတယ်။ဒါဆိုအသက်ကြီးဆုံးတိရစ္ဆာန်ကဘာလဲ။ကျွန်တော်နှစ်ပိုင်းခွဲပြီးတော့ဖြေပေးခြင်းပါတယ်။လက်ရှိသက်ရှိထင်ရှားရှိနေတဲ့ကျွန်တော်တို့မြင်တွေ့နေရတဲ့တိရစ္ဆာန်တွေထဲမှာအသက်ကြီးဆုံးတိရစ္ဆာန်နောက်တစ်ခုနာမည်ပါပေးထားရတဲ့တိရစ္ဆာန်ကိုပြပါဆိုရင်တော့ဂျွန်နသန်တရားမလက်ကြီးတွေဖြစ်ပြီးတော့သူ့ရဲ့အသက်က194နှစ်အနည်းဆုံးရှိနေပါတယ်။ဒါပေမဲ့အသက်အရှည်ဆုံးတိရစ္ဆာန်မျိုးနွယ်ကိုပြောပါဆိုရင်တော့ Greenland Shark ဖြစ်ပြီးတော့သူတို့ရဲ့အသက်ကအနည်းဆုံး282နှစ်လို့ခန့်မှန်းထားတဲ့အတွက်ကြောင့်အသက်အကြီးဆုံးမျိုးနွယ်ထဲမှာဆိုရင်တော့ Greenland Shark ဖြစ်ပါတယ်။ဂျွန်နသန်ရဲ့ဘဝကိုကြည့်လိုက်ရင်တော့လူသားသမိုင်းရဲ့မျိုးဆက်များစွာကိုဖြတ်သန်းလာခဲ့တာကိုလည်းတွေ့နိုင်ပါတယ်။သူ1882ခုနှစ်စိန့်ဟယ်လီနာကိုရောက်လာတဲ့အချိန်မှာတယ်လီဖုန်းနည်းပညာပေါ်လာတာတော့ကြာသေးပါဘူး။လင်းမြန်နေဆိုရင်ပေါ်တော့မပေါ်သေးပါဘူး။ဒီလိုအရာတွေအားလုံးကိုဂျွန်နသန်ကဖြတ်သန်းလာခဲ့ပြီးတရှိချိန်ထိတရှိထင်ရှားရှိနေစေဖြစ်ပါတယ်။ကမ္ဘာအသက်ကြီးဆုံးတိရစ္ဆာန်အကြောင်းမှာတော့ကျွန်တော်ကမ္ဘာအသက်ကြီးဆုံးတရှိထင်ရှားရှိနေတဲ့တိရစ္ဆာန်ဆိုပြီးဘာကြောင့်ပေးထားရလဲဆိုတော့လက်ရှိအသက်ရှင်နေတဲ့တိရစ္ဆာန်မဟုတ်ပဲတကယ်ဘဝမှာအသက်ကြီးဆုံး909နှစ်ရှိနေတဲ့ Pink ဆိုတဲ့ပင်လယ်ကုန်းကောင်တစ်ခုဖြစ်ပြီးတော့သူ့အကြောင်းကိုလည်းနောက်ဗီဒီယိုမှာဆက်လက်ဖော်ပြပေးပါမယ်။